အားလုံးမင်္ဂလာပါဆိုတော့ဒီနေ့ကတော့ကျွန်တော်ခောက်ရိုက်ဘန်ကောက်ကနေခောက်ရိုက်ကိုတွားပြီးတော့ရှူတင်ရှိရပေါ့နော်ဗီဒီယိုတော့နှစ်ခုရိုက်ဖို့ရှိရဆိုတော့ဒီ vlog ကတော့ shooting vlog ပေါ့နော်ဆိုတော့အားလုံးပဲလိုက်ကြည့်ပေးကြပါ let's goဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်အခုနောက်ထပ်တနားရီခွဲလောက်ပဲလိုရရပေါ့နော်ဆိုတော့အခုကတော့မနက်စာစားနားတာဖြစ်ပါတယ်ဆိုတော့ခိုင်းစိုက်ပေါ်လို့ရှိရင်တော့ဆက်ပြီးတော့မယ်ပေါ့နော်ဆိုတော့အားလုံးပဲဆက်ပြီးတော့ကြည့်ရှုပေးကြပါ let's go bye bye ရှူတင်မှာအမမဲရတဲ့ဆက်ပြီးတော့ညခုံမွေးနားမှာပြေတော့ပါလေ Para que uma. Yes. Nhìn phim này. Tay của mình.ဒီလောက်ဖြစ်လာမှာမဟုတ်လားဒီရှင်းထိသွားမှာတော့မဟုတ်ဘူးဘယ်လောက်ပဲရဘယ်လောက်ပဲရဆေးရလာတယ်ကျွန်တော်ထားမှာနော်ထိုင်ဒီတိုင်းကထိုင်ဆောင်ရုံနဲ့မို့ကျန်းစာမို့လို့စမင်းကျန်းစာကိုမျိုးလက်ဖက်တယ်ပြီးတော့ဖတ်နေတော့ပါ ဟောမှာတင် ဖတ်နေပြီးတော့ကင်မရာက မင်းလိုက်တော့ရှာကြည့်ပြောရမှာမဟုတ်ဘူးတခါလေးနေလိုက်ခဲ့တယ်ပြောင်းလိုက်နေထုတ်ပြဟောစီမင်းရှိတယ်ဆမ်းမြေပြောင်းလိုက်ထုတ်တယ်ရှိပါဘူးပြောင်းပါမယ်အားလုံးပဲမင်္ဂလာပါဒါကတော့ day 2ပေါ့နော်ကျွန်တော်ဒီဘက်မှာအရန်အေးပါတယ်မနက်နေ့လယ်ည3ခုစလုံးအေးနေ့လယ်အေးပါတယ်ဒီဥစ္စာကတော့မနေ့က shooting မှာ shooting မစခင်မှာချစ်မိတော့တယ်ဒီပါအရန်အေးပါအခုတော့မှစက်ခွန်လောက်ပဲရှိစက်ခွန်ကနေ18လောက်အဲ့လောက်ပဲရှိမနက်9နာရီဆိုတော့အခုတော့ရေချိုးပြောပြီပေါ့နော်ဆိုတော့မနက်ရိုက်ဖို့ဆင်းလေးရှိသေးတယ်ဆိုတော့အဲ့ဒီပါရိုက်လိုက်ပေါ့နော်ဆိုတော့ပြီးရင်တော့ဘန်ကောက်ပြန်မှာဖြစ်ပါတယ်ဒီနေ့ပဲပြန်မယ်ပေါ့နော် let's goဆိုတော့အခုတော့ပြီးပါပြီဘန်ကောက်ပြန်ပါပြီဘိုင်ဘိုင်ကဲဆိုတော့ခုပဲအိမ်ရောက်တယ်ပကင်ခုပဲထိုးပြီးရပေါ့နော်ဆိုတော့ဘယ်နိုင်ရှိပြီလဲ7နိုင်73ဆိုတော့9နိုင်73ရှိပြီโอเคခုပဲအိမ်ရောက်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာနောက်ထပ်ဗီဒီယိုနဲ့အားလုံးစီပြန်လာခဲ့ပါမယ်အားလုံးပဲ bye bye ပါ see you